ကနေ့တစ်ခုပြီးဆုံးဖို့ကိုခက်ခဲရအများကြီးကြုံရတယ်ပေါ့နော်အဲ့လိုခက်ခဲရကြနေတင်းတန်းဆင်းသွားတဲ့ကလေးတို့ကိုယူစွာနဲ့ဒီဗီဒီယိုလေးလုပ်လိုက်တာဖြစ်ပါတယ်တင်းတန်းဆင်းတဲ့နေ့မှာသူတို့ဆောင်မွေးပွဲဖြေရတယ်ပေါ့နော်ဒါကတော့ဆောင်မွေးပွဲဖြေဖို့အတွက်ပြိုင်ဆိုင်ပြင်နေကြရပဲဖြစ်ပါတယ်အဲ့ဒီဆောင်မွေးပွဲဖြေပြီးတော့သူတို့ကိုပြင်ဆင်ချိန်များတော့ကျမပဲသူတို့ပြန်ပြီးတော့ပြင်ပေးနေရပေါ့နော်လူရာလေးလုပ်ပေးနေတယ်သူတို့လေးလုပ်ပြီးတော့ကျမကိုပြင်ပါတယ်ကျမအမချီမိုးချင်တော့ဆွေးအရှိကြီးလုပ်လိုက်တာကျမဆွေးနဲ့လုပ်တည်ရှုံနေပါတယ်ရှင်အဲ့ဒါပြီးတော့စားရိုက်ပါပြီ3ယောက်တည်းပေါ့နော်မော်ဒယ်ရဲ့တနန်းသူရဲ့ကျမရဲ့ဒီလို3ယောက်ချင်းစီတည်းသူတို့ဆောင်ဝဲဖြီးထားတဲ့ look လေး close up လေးလေးရိုက်ပေါ့နော်3ယောက်ဆွဲရိုက်ပြီးတဲ့အချိန်မှာ certificate စပေးပါပြီတယောက်ချင်းစီကိုဒီလို certificate ပေးရဲ့အတီးပုံလေးတွေရိုက်တယ်ပေါ့နော်အပြောင်ပုံလေးတော့နောက်မှရှိတိုက်ကြည့်ခဲ့အောင်ဆုံးတိကြည့်နော်ကဲအဲ့လိုပေးပြီးတဲ့အချိန်မှာကျမ6လေးတအားညောင်းနေလို့အဲ့လိုရုပ်ပြက်စင်ပြက်ဖြစ်နေပါပြီဒါမဲ့လည်းတက်စရာအားတင်းထားပါဆိုလို့ရုပ်တည်ပြီးတော့ကျမ group photo လေးအဆုံးတက်လိုက်ပါတယ်အော်လူတော်တော်များများကျမရဲ့ရုပ်ကိုကြည့်ပြီးချိန်မိုးမယ်လို့ထင်ကြတာပေါ့နော်အော်ကျမချိန်မချိန်ပုံလေးကြည့်လိုက်ရအောင်အတင်းဆွဲတဲ့လူနဲ့မယူချင်တဲ့လူနဲ့ဗလိုက်ရပါလိုက်ဒီဗလိုက်မအိမ်ပါအဲ့ဒါကဲအဲ့ဒါပြီးတော့ကျမတနက်ဖြစ်တဲ့ပုံလေးရိုက်မယ်ဆိုမဟုတ်လေသူ့ကိုမဖြစ်ပါနဲ့ကဲကျမကိုပြစ်ချင်တာကဲကျမကိုပြစ်တာတော့တပည့်ရပြစ်အောင်ပြစ်တာအဲ့ပြီးတော့ကျမဝမ်းလီဒီရှိုးလေးပေါ့နော်ပညာလဲတက်ပျော်လဲပျော်ချင်လူစီရဲ့တင်တန်းလေးကိုလာခဲ့ပါလို့ဖြစ်ပါတယ်ရှင်အားလုံးပဲတက်တာ